ကျွန်တော်တို့ပြည်ရွှေစံတော်ဘုရားညာရုပ်ပူဇော်ပွဲရဆိုလို့ရှိရင်ကိုပြုခစ်တယ်ရလို့ကြားဘူးလေငါပြုခစ်တယ်ရဘုရားကိုစင်ပြီးပူဇော်တယ်လို့ကြားဘူးလေပြီးလို့ရှိရင်ထမင်းလေးစားတယ်မနေ့စောကြီးဘုရားကိုတွားပြီးတော့ပူဇော်ဖို့ပထမနေ့တွေကနေပြီးတော့အဲ့ဒီညာရုပ်တွေကိုဘုရားဝင်နေမှာရောင်းတယ်အဲ့ဒါတွေကိုတွားဝယ်ရတယ်ဘယ်နဲ့အစောကြီးထားပြီးတော့ငါဘုရားမှာတွားလူမိပူဇော်ပေါ့ဆောင်းဝဲအနေနဲ့ဆောင်းဝဲအောင်ပါသေးအဲ့ဒါတွေလည်းဆူတောင်းရတာလည်းအမော်ဟိုတော့ဆိုလို့ရှိရင်အခုခေတ်ကြောင်းသားတွေလည်းလိုပဲဆူတောင်းရင်တောင်းကြမှာပဲလူကတော့တားစီတာဒီထမင်းလေးစားပေါ့ရော်ပြာကြီးပါပဲ